ဒီနေ့က17ရက်3လ2026ခုနှစ်ဖြစ်ပါတယ်ပုံမှန်ဆိုရင်တော့ကျွန်တော်တို့ဒီတင်မောကြောက်ချထားတဲ့ကြောက်ကွင်းပေါ့နော်ကြောက်ကွင်း area မှာဒီလိုမျိုးဘုံကျဲတိုက်ခိုက်ခံရတာမျိုးတွေပါမရှိပါဘူးမရှိတဲ့လောက်ကိုရှားရပါတော့ဒါပေမဲ့ဒီနေ့ကတော့ဘာလို့ဖြစ်လဲမသိပါဘူးထူးထူးခြားခြားကျွန်တော်တို့တင်မောတွေကြောက်ချထားတဲ့ကြောက်ကွင်းပတ်လေကိုပဲဒီတိုက်ခိုက်ခံနေရတာပေါ့နော်ဆိုတော့ဒီအနောက်မှာရှိနေတဲ့မီးခိုးတွေကတော့အခုဒီမတိတ်သေးဘူးဒါပေမဲ့တော်တော်ဝေးသွားပြီဒါမနဲ့အစိုးရကနေပြီးတော့စပြီးတော့တောက်လျှောက်ကိုကျဲနေရပါတော့ဒီဘက်ချမ်းနေမှာလည်းတောက်လျှောက်ကျဲခံထားရတယ်ဒီကြောက်ချရတဲ့တင်မောတွေဆိုလို့ရှိရင်တော့တချို့တင်မောတွေလည်းကြောက်ကွင်းဘက်ကိုပြောင်းပြီးတော့ကြောက်ချကြတယ်အနီးနားမှာဒီစိတ်ကန်းတွေကိုမျိုးတွေကိုပြစ်မှတ်ထားတာမဟုတ်ဘဲနဲ့အခုကကျွန်တော်တို့ကြောက်ကွင်းဘက်ကိုပဲပြစ်မှတ်ထားခံနေရတယ်ပေါ့နော်တချို့တင်မောတွေဆိုလို့ရှိရင်ဒီကျွန်တော်တို့ hash ကဘာပေါ်မှာရှိရဲ့နေရာမှာ China flag တွေအလံဆွဲထားတာမျိုးတွေလည်းပြုလုပ်ထားလေးရှိရဲ့ဘာအကြောင်းရတော့မသိဘူးဒီနေ့မှပဲဒီတင်မောတွေကြောက်ချထားတဲ့နေရာကိုပဲတောက်လျှောက်ကျဲခံရတာပေါ့နော်အခုကတော့ညနေ4 နာရီထိုးပါပြီပုံမှန်မနက်အစောကြီးကနေပြီးတော့စပြီးပြစ်နေရပါတော့ကျွန်တော်တို့အခန်းနေတွေကနေပါအတန်ကြားရပါတယ်ဒီပတ်လေကိုပြစ်ခံရတာပေါ့နော်ကျွန်တော်တို့ကာကိုလုတ်တင်တခြားလာလုတ်တဲ့တင်မောတွေကိုပါရွေချက်နဲ့ပြစ်လေတော့မသိပေမဲ့အခုချိန်ကြီးတော့အပြစ်ခံနေရတော့မယ်ပေါ့နော်ဆိုတော့ဒီတင်မောတွေထောင်ထဲချီပြီးကြောက်ချထားတဲ့တင်မောပေါ်ကတင်မောသားတွေအကုန်လုံးလဲဘေးရန်ကင်းပြီးတော့ကျွန်တော်ဒီအီရန်နိုင်ငံရဲ့ရှီလက်ကြားကနေအများဆုံးပြန်ထွက်နိုင်ကြပါစေလို့လည်းဆုတောင်းပေးပါတယ်